မြန်မာကိုပရိသတ်များအားလုံးပဲမင်္ဂလာများဒီနေ့မှာကျွန်တော်တို့ကကမ္ဘာဖလားရှုံးထွက်16တင်အဆင့်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့မြန်မာလူရေးစဉ်ကစားသမားဟောင်းဟန်ဆောင်ယူနိုက်တက်အသင်းကြီးပြချုပ်ကိုမျိုးမင်းထွန်းနဲ့အတူသုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကိုမင်္ဂလာပါမင်္ဂလာပါညီအဲ့တော့ကမ္ဘာဖလားပွဲတွေရောတောက်လျှောက်ကိုအချိန်တက်နေပြီเนาะအဲ့တော့ဒီရှုံးထွက်အဆင့်ကလည်း16တင်အဆင့်ကိုရောက်ခဲ့ပြီအဲ့တော့ပြီးခဲ့တဲ့ကမ္ဘာဖလားပွဲနဲ့ပတ်သက်ပြီးတော့ကိုပြောချင်တာလည်းရှိရင်ပထမဆုံးပြောပြပါဦးပြီးခဲ့တဲ့ကမ္ဘာဖလားပြောချင်တာရှိရင်ဆိုတော့ဒီနိပြဆရာ3ယောက်အကြောင်းရယ်နောက်ကဘာကြီးကိုဆွဲခါလှုပ်ရမ်းသွားတဲ့ကိဗ္ဗာရီအသင်းကြောင်းရယ်နည်းနည်းလေးပြောချင်တယ်။ဘာလို့ဒီနိပြဆရာ3ယောက်ဆိုတာဘယ်လိုအချိန်မှနိပြရဲ့ risk ကိုယူရမယ်ဘယ်လိုအချိန်မှနိပြကမလုပ်လိုက်ရဆိုတဲ့ကျွန်တော်တို့ဟော်လန်နိပြရိုနီကိုမန်အဲဆိုတော့ရိုနီကိုမန်ကအုပ်စုစစ်မှာ3ပွဲမှာ10ဂိုးတောင်ရအောင်စားနေတဲ့တိုက်စစ်ကောင်းခဲ့တဲ့အသင်းဖြစ်တယ်။ဒါပေမဲ့တကယ်တမ်းမော်ဒဂိုနဲ့လည်းကစားရောခန်းစစ်ပိတ်ပြီးကစားတဲ့ခါကျတော့လုံးဝအတင်းတင်းလုံးကပေးဆက်လိုက်ရတယ်နိုင်ငံတစ်ခုလုံးပေးဆက်လာတာရိုနီကိုမန်မှာအများကြီးတာဝန်ရှိရလို့ကျွန်တော်ခံစားရတယ်နောက်တစ်ခု risk ယူတဲ့နီးပြတွေသဘောကျတယ်အခုဆိုရင်ပေါ်တိုနီကပြမာတီနက်စ်ဟုတ်ကဲ့ကိုဘာလို့သဘောကျလဲဆိုရင်ဘော်လီခရိုအေးရှားကို 1-0 တဲ့ရှုံးနေချိန်မှာဘလူးဖာနန်ဒက်စ်ဆိုနော်ဘီဒီညာတို့ဟုတ်ကဲ့ဟိုထုတ်ပလိုက်တယ်ထုတ်ပြီးတော့တကယ်ကိုထုတ်ပြီးတော့ရိုနယ်ဒိုလုံးဝသူတိုက်စစ်မှာမရတော့ဘူးသူခံစားမိတဲ့ချိန်ကျတော့ရိုနယ်ဒိုရာမို့စ်နဲ့လဲလိုက်တယ်ဟုတ်ကဲ့အဲ့လိုပဲအနိုင်ကိုရာမို့ကခေါက်တိုက်သူတာအဲ့နီးပြဆရာတယောက်ရဲ့ risk ယူတဲ့အားတကယ်ကိုအရေးပါတယ်ဆိုတဲ့ဟာပြောပြခဲ့ပါနောက်တစ်ခုကတော့ဘယ်ဂျီယန်နီးပြသဘောကျတယ်ဘာကြောင့်ဘယ်ဂျီယန်2-0နဲ့ရှုံးနေတာနောက်ကနေ2-0နဲ့လိုက်ကစားတဲ့အချိန်မှာတကယ်ကစားသမားကောင်းတွေဒီဘရိုင်းတို့လိုတိုကူတို့လိုကစားသမားတွေလဲပလိုက်တာလဲပြီးတော့တကယ်ချေပါကိုနော်လူကတော့တကယ်ချေပါဟိုပထမချေပါကိုလူရချေပါအဲ့အနိုင်ကိုတွေပါရရှိခဲ့တာနီးပြဆရာတွေရဲ့ risk ယူတာတကယ်ကိုတန်မိုးရှိတယ်ဆိုတာကျွန်တော်တို့သုံးသပ်မိတာကိုပြောပြပါခင်ဗျနီးပြတွေရဲ့တန်မိုးကအရင်ဒီလိုအချိန်မျိုးတွေမှာအရင်အရေးကြီးတယ်ဆိုဟုတ်ကဲ့ပါဘူးနောက်တစ်ခုပြောချင်လဲဆိုတော့ကျွန်တော်တို့ဒါတကဘာလုံးကိုဘောလုံးနဲ့လှုပ်ခံသွားတဲ့ဂိတ်ဘာဒီတင်းကြောင်းလေးနည်းပြောချင်တယ်အာဂျင်တီးနားကိုကစားသွားတဲ့ခြေစွမ်းတကယ်ကျွန်တော်တို့ရတာအပြည့်ပေးတဲ့ပြင်သင်ခန်းစာတွေလည်းအများကြီးပေးပါတယ်ဟုတ်ကဲ့ပါဘောလုံးမှာဘာမှမဆိုဖြစ်တယ်ဆိုတဲ့သင်ခန်းစာတွေစီလုံးညီညွတ်မှုရှိရင်ဘာမှမဆိုဖြစ်တယ်ဆိုတဲ့ဟာတွေဘောလုံးမှာလှုပ်ချင်စိတ်ရှိရင်ဘာမှမဆိုဖြစ်တဲ့ဆိုတော့ဂိတ်ဘာတွေကကျွန်တော်တို့အများကြီးသင်ခန်းစာပေးပါတယ် congratulation ပါဂိတ်ဘာတွေဟုတ်ကဲ့ပါကိုအဲ့တော့ဒီကိဗ္ဗာတီတင်းကလည်းဒီကမ္ဘာဖလားမှာပေါ့လေချီကျိုးစရာပေါ့အဲ့တော့ကျွန်တော်ရှုံးထွက်အဆင့်မှာဒီ16တင်အဆင့်ကိုရောက်လာပြီပထမဆုံးပွဲကတော့ဒီအင်ရှင်ကနေဒါနဲ့မော်ရိုကိုပေါ့မော်ရိုကိုကတော့အခုခုနပြောတဲ့ဒီနယ်သာလန်ကိုကျော်ဖြတ်ပြီးတော့ဒီအဆင့်ကိုရောက်လာတယ်ကနေဒါအသင်းကတော့ဒီအိမ်ကွင်းအားသာချက်နဲ့ဒီအဆင့်ကိုရောက်လာအဲ့တော့ပထမဆုံးအနေနဲ့ပေါ့ကွယ်ဒီကနေဒါအသင်းရဲ့ဒီအိမ်ကွင်းအားသာချက်အကြောင်းလေးကိုပြောပြပါကနေဒါအသင်းကအိမ်ကွင်းအားသာချက်ရှိတယ်ဆိုတာမှန်ပေမဲ့ဟုတ်ကဲ့ဒါပေမဲ့သူတို့ရဲ့ကစားမှုကလည်းလုံးဝမညံ့ဘူးမညံ့လို့လည်းကျွန်တော်တို့ဒီ16ဆင့်အဆင့်တော့ကျွန်တော်တို့ရောက်ရှိခဲ့တယ်ဒါပေမဲ့သူတို့ကဘာလဲဆိုတော့အင်ရှင်ဆိုတော့မေးလို့မရအောင်ဒါပေမဲ့တစ်ဖက်မှာတွေ့တဲ့မော်ရိုကိုကိုပြန်ကြည့်မယ်ဆိုလဲမော်ရိုကိုကလည်းအုပ်စုဆင့်မှာလည်းတကယ်အသင်းကြီးတွေကိုကျော်ဖြတ်ခဲ့တယ်32သင်းဆင့်မှာလည်းဒီဟော်လန်လိုအသင်းမျိုးကျော်ဖြတ်ပြီး16သင်းဆင့်ရောက်ခဲ့တယ်ဆိုတော့မော်ရိုကိုနဲ့ကနေဒါအသင်းကိုဘာပြီးချိန်ထိုးလို့ရလဲဆိုတော့မော်ရိုကိုအသင်းမှာကျတော့တူးချင်းကစားမှုကျွမ်းကျင်တဲ့လူတွေအများကြီးပါတယ်နောက်တော့ဘောလုံးအသင်းလိုက်သွားတဲ့ကစားဟန်လေးတွေကတကယ်ကိုကောင်းတယ်နောက်ပြီးတော့ attack defense လုံးဝညီညွတ်တဲ့ကစားဟန်လေးတွေကိုတွေ့ရတယ်နောက်ပြီးတော့ဘောလုံးကိုကြည်ညင်းတဲ့ကစားနိုင်တဲ့မော်ရိုကိုတူးချင်းကျွမ်းကျင်တဲ့ဘောလုံးသမားတွေတော်တော်များတယ်ပေါ့နော်မော်ရိုကိုအသင်းရတာအဲ့တော့ကနေဒါကတော့ကျွန်တော်ဒီအင်ရှင်အခွင့်အရေးနဲ့ပေါ့လေဒီရှေ့မှာဆိုတိုက်စစ်မှာဆိုရင်ဂျော်နသန်ဒေးဗစ်ကလည်းအစွမ်းပြနေပြီးတော့သူတို့ရဲ့ဒီတောင်ပန်နဲ့ကွင်းလယ်ကစားပုံကကောင်းမွန်တယ်ပေါ့အဲ့တော့မော်ရိုကိုကလည်းခန်းစစ်မာကုန်ရှိတယ်ပြီးတော့ဒီတိုက်စစ်မှာခုနအကိုပြောလို့ပဲကစားသမားကောင်းနေရှိတယ်ပြီးတော့ဟာကီမီဦးဆောင်တဲ့ဒီမော်ရိုကိုရဲ့ညာချမ်းဆိုလည်းတော်တော်လေးအားကောင်းတာတွေ့ရပါအဲ့တော့ကနေဒါတော့ကမော်ရိုကိုကတော့ခက်ခဲတဲ့ပြိုင်ဘက်တော့ဖြစ်လာဖို့များပါတယ်အဲ့တော့ဒီမော်ရိုကိုအသင်းကတော့ဒီအကိုခုနပြောလို့ပဲဒီအတွေ့အကြုံနဲ့ကစားသမားပိုင်းတော့တာရပေါ့လေအဲ့တော့ဒီပွဲမှာကနေဒါကမော်ရိုကိုကိုအခက်တွေ့အောင်လုပ်နိုင်မယ်လို့ကိုထင်သားဗျအထင်တာဘာလို့ဆိုတော့16သင်းစင်ရောက်လာပြီဆိုတော့ဘယ်အသင်းမှပေါ်လို့မရဘူးနောက်တစ်ခုကကနေဒါကအင်ရှင်ဖြစ်နေတဲ့အတွက်ပို့ပြီးတော့မော်ရိုကိုနေနဲ့ view site ဖို့တော့လိုတယ်ဟုတ်ကဲ့ကွနှစ်သိန်းလုံးကဒီပြောရမယ်ဆိုရင်ခန်းစစ်ကိုလည်းဒီလောအောင်ကစားပြီးမှဒီအမြင်ပေါ်အားသာချက်တွေနဲ့ကစားရဲ့အသင်းတွေပဲဖြစ်တယ်ပေါ့လေအဲ့တော့ဒီပွဲကလည်းဒီရှုံးထွက်16တင်ဆင်ပထမဆုံးပွဲဖြစ်တယ်အဲ့တော့ဒီပွဲမှာပေါ့ကွယ်ဒီကနေဒါနဲ့မော်ရိုကိုပွဲမှာနှစ်သိန်းလုံးကခန်းစစ်ကိုဦးစားပေးကစားဖို့များတဲ့အတွက်ဒီပွဲမှာကိုဘယ်လိုနိုင်မယ်လို့ထင်တယ်ပြီးတော့ဂိုးတွေရောနည်းနိုင်တာကိုကတော့ဟိုကနေဒါအင်ရှင်ဖြစ်တဲ့အတွက်ပေါ်လို့မရဘူးမော်ရိုကိုအနေနဲ့အင်ရှင်ကိုဖိဖိစီဒီချာချစ်လေးကစားမယ်ဆိုရင်မော်ရိုကိုဘက်မှာအနိုင်ရရှိဖို့များပါတယ်ဟုတ်ကဲ့ကိုကျွန်တော်ကလည်းဒီပွဲမှာတော့ဒီကနေဒါတင်းကတော့ဒီမော်ရိုကိုရဲ့ကန်စစ်ကိုပေါ့လေဒီအမြင်ဘောတွေအဝေးဒီ direct football တွေနဲ့ဖိအားပေးမယ်လို့ကျွန်တော်ထင်မိတယ်အဲ့တော့ဒီပွဲမှာကျွန်တော်အင်ရှင်ကနေဒါကနည်းနည်းတော့ဒီမိနစ်60အတွင်းမှာမရှုံးအောင်ကစားပြမယ်လို့ထင်တယ်နောက်ဆင်းတက်မဲ့အတင်းကတော့ဒီမော်ရိုကိုအတင်းလို့ထင်မိပါဂိုးတွေလည်းနည်းမယ်လို့ကျွန်တော်ထင်မိပါအဲ့တော့ကိုဒီနောက်ထပ်တစ်ပွဲဖြစ်တယ်ဒီပါရာဂွေးနဲ့ပြင်သစ်ပွဲနဲ့ပတ်သက်ပြီးတော့
ကျွန်တော်တုံးသက်ချင်ပါအဲ့တော့ပထမဆုံးနေတဲ့ပေါ့ကွယ်ဒီပြင်သစ်ကခြေစွမ်းပေါ့ကမ္ဘာဖလားမှာလက်ရှိချိန်မှာအကောင်းဆုံးတင်းတို့လူတွေကယူဆထားကြတယ်အဲ့တော့ပြင်သစ်တင်းရဲ့ခြေစွမ်းကိုတုံး ပြည် သက် သစ် ပေး တင် ပါ ရဲ့ခြေစမ်းကလုံးဝအငင်းပွားဝယ်ရမရှိအောင်ရှေ့လေနောက်ဂိုးပါစာလုံးဝပြည့်စုံတဲ့အသင်းဖြစ်တယ်တူဘောတူနားလေတယ်တူဘာဖြစ်ချင်လဲဆိုတော့တူနားလေတယ်တယောက်ဘာဖြစ်ချင်ဆိုတော့တယောက်နားလေတယ်တဲ့အသင်းမျိုးဖြစ်တယ်ဒါပေမဲ့လူတွေအများကြီးပြောကြရနော်အမ်ဘာပေဒမ်ဘီလီကာပရာတို့ပြောကြတယ်ကျွန်တော်အဲ့မှာကြိတ်ပြီးကြွေနေတဲ့ကစားသမားတယောက်ရှိတယ်အိုလီစစ်တကယ်ဗျာပြင်သစ်တင်းရဲ့ပြောမှဆိုရင်ဒီအတိုက်စစ်ရဲ့ခံစစ်ကိုဘဲလဲညီအောင်လိုက်လှုပ်ပေးနေတာအိုလီစစ်ကလုံးဝကျွန်တော်တို့တော့ဒီတိတ်တခုလေးသားနေရတဲ့ကစားသမားပေါ့နော်ဘာလို့လဲဆိုတော့ဒီပြင်သစ်တင်းရဲ့ရရှိနေတဲ့ဂိုးတွေအမှန်တည်းများတယ်ဒီအိုလီစစ်စီကပဲအများဆုံးသွားတယ်လို့တော့ခံစားရဟုတ်တယ်ဟုတ်နေတယ်ပေါ့နော် ဟိုနေရဆိုတဲ့ဒီပါကိုလာသူခင်းပေးလိုက်တဲ့လုံးဆိုတော့တော်တော်လေးလဲလှတယ်အဲ့တော့ဒီအိုလီစီကပြီးခဲ့တဲ့ဘိုင်ယန်မြူနစ်နဲ့ပွဲဘိုင်ယန်မြူနစ်နဲ့ဒီပြီးခဲ့တဲ့ရာသီမှာလဲပေါ့လေသူအကောင်းဆုံးခြေစွမ်းပြခဲ့ကစားသမားဖြစ်တယ်ပေါ့သူ့ကိုလည်းဒီပြောရမယ်ဆိုရင်ဒီတမ်မီလီတို့ဒီကိုပြောလို့ပဲပါပေလို့ရဲ့လောင်းရိပ်မိနေပေမဲ့အိုလီစီကသူ့ရဲ့ကိုပိုင်အရေးတွေးပေါ့နော်သူ့ကြောင့်ပြတာထားလို့ပြောလို့ရအဲ့တော့ဒီပါခွေးပေါ့ပါခွေးကဒီဂျာမနီကိုကြော်ဖြတ်ပြခဲ့တယ်ကန်စစ်မာကွန်ပြခဲ့တယ်ကိုရမကတကယ် great save တွေလုပ်ခဲ့တယ်ဘန်နယ်ဒီမှာလည်းလက်စွမ်းပြခဲ့အဲ့တော့ပါခွေးရဲ့ကန်စစ်ကပြင်သစ်အတွက်အခက်အခဲဖြစ်လာနိုင်တာပေါ့ဖြစ်နိုင်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီပြင်သစ်ကောင်းတယ်ဒါပေမဲ့ပြင်သစ်လည်းတကယ်ကိုကောင်းခဲ့ပါတယ်ပြင်သစ်ကတိုက်စစ်ရောခက်စစ်ရောတကယ်ကောင်းတဲ့အသင်းဖြစ်တယ်တစ်ဖက်ကပြန်ကြည့်လို့ဆိုရင်လည်းဂျာမနီတောင်နိုင်ခဲ့တဲ့တောင်အမေရိကအစင်လာရှိတဲ့ပါရာဂွေးအသင်းဖြစ်တယ်เนาะဒါတော့ပြင်သစ်အသင်းတွေနဲ့မိထားလို့မရအောင်ပြင်သစ်ကဘာဖြစ်လို့လဲဆိုတော့ဂျာမနီကိုတော့မှသူတို့ဒီ30ကျော်ဖြတ်လာခဲ့တဲ့အတွက်သူပါရာဂွေးကိုလုံးဝမေးလို့မရဘူးပါရာဂွေးရဲ့တိုက်စစ်ခံစစ်ကညီညွတ်မှုတွေတကယ်ကောင်းတယ်အဲ့တော့ပြင်သစ်သတိထားပြီးတော့ကစားရမယ်အဲ့တော့ကျွန်တော်ကဒီပါရာဂွေးကခံစစ်မှာတယ်ပြီးတော့သူတို့ကစားပုံကလည်းဒီ Arisco လို့ဒီတောင်ပန်တိုက်စစ်မှာဆို Arisco လို့ကစားသမားတွေဖြစ်ရှိတယ်ပြီးတော့ကွန်းလက်မှာဆိုလည်းတကယ်မာကွန်မြင့်နဲ့ကစားသမားတွေရှိတယ်ပေါ့လေအဲ့တော့ပြင်သစ်အသင်းရဲ့ဒီတိုက်စစ်ကိုထပ်ပြီးတော့စမ်းတက်မယ်ပေါ့လေပြီးခဲ့တဲ့ဒီဆူဂျန်နဲ့ပွဲမှာဆိုလည်းပြင်သစ်တိုက်စစ်ကအခွင့်အရေးအများကြီးရတယ်ဒီဒါပေမဲ့မိနစ်30ကျော်မှပထမကိုအဖွင့်ကိုရခဲ့ဆိုတော့ဒီပါရာဂွေးနဲ့ပွဲမှာတော့ပို့ပြီးတော့ခက်ခဲမဲ့ဒီကန်စစ်ကိုတို့လို့ရင်ဆိုင်ရမယ်ပေါ့လေအဲ့တော့ဒီပါရာဂွေးနဲ့ပြင်သစ်ပွဲဆိုမှာအကိုအနေနဲ့ပေါ့လေဘယ်အသင်းကအနိုင်ရဖို့ရှိတယ်ကိုပြောပြပါကိုဘက်ကတူတဲ့မြားဆိုရင်ပြင်သစ်ဘက်မှာနိုင်ရရှိဖို့ပုံများပါကိုရောပြတ်နိုင်လားကိုလည်းများသွားမယ်လို့ထင်ပါဟုတ်ကျွန်တော်ဒီနယ်သာလန်ကြော်ဖြတ်လာတဲ့ဒီပါရာဂွေးကိုဒီပွဲမှာနည်းနည်းတော့တက်ပြီးတော့ယုံကြည်ခြင်းနေတယ်ပြင်သစ်ကဒီပြီးတော့ကန်စစ်ပေါ့လေပြင်သစ်ကန်စစ်ကအခုချိန်မှာဒီအကောင်းဆုံးတိုက်စစ်တွေနဲ့ရင်မဆိုင်ရသေးဘူးပေါ့အဲ့လိုအချိန်တွေမျိုးမှာဒီပါရာဂွေးရဲ့တံပြန်တိုက်စစ်တွေကိုပြင်သစ်ကန်စစ်ကတတိထားမယ်လို့ထင်တယ်ပြင်သစ်အသင်းနိုင်မယ်ဆိုရင်တော့ကျွန်တော်ကတော့ဂိုးမပြတ်ဘူးလို့ထင်မိပါတယ်ကိုအဲ့တော့ကျွန်တော်ဒီနေ့မှာတော့ကနေဒါနဲ့မော်ဒကိုဒီပါရာဂွေးနဲ့ပြင်သစ်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကိုမျိုးမင်းထွန်းနဲ့တို့တုံးသက်ပေးကြတာဖြစ်ပါတယ်ညာကြည့်ရှုပေးကြတဲ့ပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ